ပါရှင်ဒီကနေ့မှာတော့တားပြစ်သူမရှိချိန်မှာချွေးမဖြစ်သူကိုမတိန်ချင်းတပ်ပြပြီးတော့ချောင်းလေးကိုလွတ်ပစ်ခဲ့တဲ့လူကြောင့်မာရောက်ကလေးတယောက်ရဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်ဒီဖြစ်ပျက်ကတော့မကွေးတိုင်းကရွာတရွာမှာဖြစ်သွားခဲ့တဲ့ဖြစ်ရမှန်လူသားမှုတစ်ခုပဲဖြစ်ပါတယ်ဇလန်းလေးမစတင်ခင်မှာ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးပါအောင်ရှင်ကျွန်တော်ရဲ့ channel လေးကို support လုပ်ပေးတဲ့အနေနဲ့အပန်းမကြည့်ဘူးဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ပေးဖို့ကိုမြတ်တာရက်ခံပါတယ်ရှင်။လေယာစိုက်ပျိုးရေးဖြစ်ထွန်းတဲ့ဒီရွာလေးမှာခုကောင်းမြင့်နဲ့မတ်စပေဆိုတဲ့ရခါစားပူပူနီးနီးလက်မယားနေထိုင်ပါတယ်။မြေပဲပေါ်ချင်းဆိုရင်မြို့တက်ပြီးတော့မြေပဲဝယ်တဲ့ပွဲရုံနေစီကိုသွားရောက်ကြပါတယ်။ဒီလိုသွားရင်မြို့ပေါ်မှာတရက်နှစ်ရက်ညအိပ်ရပါတယ်။အခုလေမြေပဲပေါ်ချင်းကိုရောက်လာခဲ့ပြီးမှကိုကောင်းမြတ်တယောက်ရခါစားစနီးအသစ်ဆက်ဆက်လေးကိုမခွဲချင်ပဲခွဲရပါအောင်မေ။ကိုကောင်းမြတ်ရှင်မျိုးပေါ်မှာအကြာကြီးမနေရအောင်နော်အမြန်ပြန်လာရမယ်နော်ကျမကဒီရွာကိုရောက်တာမကြသေးဘူးလေအားကိုးစရာဆိုလို့ရှင်မဲရှိတာကျမတယောက်တည်းကြောက်တယ်မစပယ်တယောက်မြို့ပေါ်တဲမြေပဲသွားရောက်မဲ့သူ့ယောက်ျားကိုကတ်ချွေရင်အမြန်ပြန်လာဖို့အမှားနေပါတယ်မစပယ်ဆိုတာကလေကိုကောင်းမြတ်နဲ့ရမှာသာဒီရွာကိုရောက်လာခဲ့တာပါရောင်နောက်စတုံးပါဆိုတဲ့စကားအတိုင်းကိုကောင်းမြတ်နောက်ကိုပါလာတဲ့အခြားမျိုးကရွာသူလေးပါစိတ်ချဝါမိမရင်ကိုအမြန်ပြန်လာခဲ့ပါမယ်အရင်ကြီးနဲ့စိတ်ပူမနေပါနဲ့ကိုမရှိနဲ့အိမ်မှာအဖေရှိရလေအဖေနဲ့အဆင်ပြေအောင်နေနော်ကိုကောင်းမြတ်တယောက်လေမိမကိုမခွဲချင်မေအလုပ်ကိစ္စကြောင့်သာမြို့ပေါ်ကိုညအိညနေသွားရမှာပဲဖြစ်ပါတယ်လက်မယားနှစ်ယောက်လေတယောက်ကိုတယောက်ပွေးဖက်နှုတ်ဆက်လိုက်ကြပါတယ်ဒီနှုတ်ဆက်ခြင်းကသူတို့နှစ်ယောက်အတွက်နောက်ဆုံးပဲဆိုတာကိုအဲ့ဒီအချိန်မှာသူတို့ကိုယ်တိုင်တောင်မသိရှိခဲ့ကြပါဘူးဒီအချိန်ကသာနှစ်ယောက်လုံးအတွက်နောက်ဆုံးချိန်ဆိုတာကြိုတင်သာသိခဲ့ရင်ဖြင့်ကိုကောင်းမြတ်တယောက်ဒီခီးကိုသွားပြစ်မယ်မထင်ပါဘူးညတကောင်ရန်တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးတော့အတန်တစ်ခုကထွက်ပေါ်လာပါတယ်။အဲ့ဒီအတန်ကတော့အမျိုးသမီးတူရဲ့ကြောက်အားလာအော်ဟစ်တဲ့အတန်ပဲဖြစ်ပါတယ်။အာမလုံနဲ့ကေးကြပါအောင်။မြေချောင်းလေးကိုအမျိုးသမီးတယောက်ဟာပြစ်ချခံရလို့အော်ဟစ်နေခြင်းဖြစ်ပါတယ်။အော်ဟစ်တဲ့နဲ့တူအမျိုးသမီးကရေထဲကိုတပြေးပြေးနဲ့နစ်မြုပ်သွားပါတယ်။အမျိုးသမီးရေထဲနစ်သွားတာကိုတစုံတစ်ယောက်ကအမောင်လေးကနေရက်ကြည့်နေပါတယ်။အဲ့ဒီရက်ကြည့်နေတဲ့သူကပဲအမျိုးသမီးငယ်ကိုရေထဲပြစ်ချတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီသူကဘာအတွက်ကြောင့်ဒီလိုပြုမှုလုပ်ရတယ်ဆိုတာကိုတော့မသိရှိသေးပါဘူး။ဝေလီဝေလင်းမနှက်မှာပဲထားမိတယောက်နနက်ခင်းစည်းမှာဘူးသီးတွေကိုရောင်းချဖို့အတွက်ဈေးဘက်ကိုတုတ်ချေတင်ထွက်လာပါတယ်။ချောင်းတရားထက်ရောက်တာနဲ့မြေချောင်းကိုဖြတ်ကူးဖို့အတွက်တရားပေါ်တက်မယ်ဆိုရင်ပဲချောင်းထဲမှာတစုံတစ်ခုမျောပါလာတာကိုတွေးလိုက်ရပါတယ်။ထားမိလည်းသိစင်စိမ်ဖြစ်တာနဲ့တရားပေါ်ကနေအောက်ကိုငုံကြည့်လိုက်ခြင်းမထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေးလိုက်ရတာပါ။အမျိုးသမီးအလောင်းတလောင်းမောက်ကုန်အနေထားနဲ့မြေချောင်းထဲမှာရောက်နေတာကိုထားမီတယောက်တွေ့လိုက်ရတဲ့အခါမှာတော့လန့်ပြီးတော့ဘူးဒီတောင်ကြီးပြုတ်ကျသွားပါတယ်။ထားမီတယောက်လေရွာဘက်ကိုအမြန်ပြန်ပြေးပြီးတော့တာဝန်ရှိသူတွေကိုတွားခေါ်ပါတယ်။သိမကြခင်မှာပဲအလောင်းသားကိုရွာသားတွေရောက်လာပြီးတော့ဝိုင်းအောင်ကြည့်ကြပါတယ်။ဒါကကိုကောင်းမြတ်မိမမလား။သူတို့နှစ်ယောက်ကမကြသေးခင်ကမှယူထားတာလေ။ဘလို့ပြစ်ကြတာလေ။တယောက်တစ်ပေါက်ရွာသားတွေကပြောဆိုနေကြပါတယ်။တာဝန်ရှိရဲရရှိလဲရောက်လာပြီးမို့အလောင်းကဒီရွာကသူပဲလားလို့မေးလိုက်တဲ့အခါမှာကိုကောင်းမြတ်နဲ့ပတ်သက်ပြီးတော့မစပယ်ကဒီရွာကိုရောက်လာတဲ့ဆိုတဲ့အကြောင်းကုန်စင်ကိုရွာသားတွေကသူတို့သိတဲ့လောက်ရဲအုပ်ကိုပြောပြကြပါတယ်။ရဲအုပ်ကကိုကောင်းမြတ်ကိုတွားခေါ်ခိုင်းတဲ့အခါကိုကောင်းမြတ်ကမြို့ပေါ်သွားပြီးမြေပဲသွားရောက်တာမို့အခုအိမ်မှာမရှိနေဘူး။ကိုကောင်းမြတ်ရဲ့ဖေဦးကျော်တောင်တော့အိမ်မှာရှိနေတာမို့ဦးကျော်တောင်ကိုတွေ့ချင်နေဆိုရင်တော့သူ့အိမ်ကိုလိုက်သွားမှာပဲရမယ်။ဘာကြောင့်လဲဆိုရင်တော့ဦးကျော်တောင်ကစက်နေရသည့်မူးနေတဲ့အဖိုးကြီးဖြစ်နေလို့ပါ။ရဲရရှိလေရွာသားတွေပြောတာကိုမှတ်ထားလိုက်ပြီးတော့ဦးကျော်တောင်အိမ်ကိုလိုက်သွားဖို့ပြင်လိုက်ပါတယ်။ရဲရရှိကဦးကျော်တောင်ရောက်တဲ့အခါအတိုးကြောင့်စတင်မိပါတော့တယ်။ဒါနဲ့အသေးဆုံးသူမစပေကအဘရဲ့ချွေးမမလား။ရွာထဲကလူတွေပြောကြတာအဲ့ဒါမှတ်မှသလား။ဟုတ်ပါတယ်ဗျ။ဒီကလေးမလေးကမကြခင်ကမှကျွန်တော်သားလေးနဲ့လက်ထပ်ထားတဲ့ကလေးမလေးပါ။ဒါနဲ့အခုအဘသားပေးမလေး။လွန်ခဲ့တဲ့နေ့ကပဲမြို့ပေါ်တက်ပြီးမြေပေးရောက်မှုထွက်သွားပါတယ်။ဒါဆိုရင်အခင်းဖြစ်တဲ့အချိန်မှာအဘသားဒီရွာမှာရှိမနေဘူးပေါ့။ဟုတ်ပါတယ်။ရွာမှာအဘနဲ့ချွေးမပဲကြံခဲ့တာပါ။ဒါဆိုရင်အဘချွေးမနဲ့အဘနောက်ဆုံးတွေ့ခဲ့တာကဘယ်ချိန်တုန်းကလဲ။ည6 နာရီလောက်ကပါပဲ။အဘကိုထမင်းစားတော့မလားမေးတော့ကပါ။အဘကအဲ့နေရနေသိမ့်မကောင်းတာနဲ့မစားသေးဘူးပြောပြီးတဲ့ကဆိုပါတော့။ကောင်းပါပြီကဖကျွန်တော်ပြန်လိုက်ပါအောင်မယ်။ပြောပြီးတော့ရဲအုပ်လေးဦးကျော်တောင်ကိုထားပြီးတော့ထွက်သွားလိုက်တယ်။ကိုကောင်းမြတ်လည်းရွာပြန်ရောက်တော့သူ့မိမသတင်းစိုးကိုကြားရပြီးတော့ဝမ်းနဲ့ပလက်ခံစားရတဲ့အခါသူ့ပေရှိဒူးထောက်ထိုင်ကအဖေဘလို့ဖြစ်ရတာလဲကျွန်တော်မရှိတဲ့အချိန်ခဏလေးမှာကျွန်တော်မိမတည်သွားရတယ်လို့ဗျာပြ
ပြောပြီးတော့တချူချူပါငိုပါတော့တယ်ဦးကျော်တောင်းလေသူ့သားကိုဘာပြောရမှမသိတော့သူ့သားကောင်းလေးကိုပုတ်ပြီးတော့နှစ်သိပ်ပေးတာသာလုံနိုင်မှာတော့တယ်တားဖားနှစ်ယောက်ပြောဆိုနေတာတွေကိုအမောင်တွေကနေရဲအုပ်ကချောင်းကြည့်နေတယ်ဆိုတာကိုတော့တားဖားနှစ်ယောက်လုံးသတိမထားမိခဲ့ကြပါဘူးတာရင်းနဲ့ဘူထူးကတော့ညာရေးချိန်မတော်ကြမှာချောင်းထဲမှာငါများလာကြတာပါအရက်လေးဝင်ထားလို့သာဒီနေရာကိုလာရဲကြတာပါမစပယ်တေးပြီးကလေးကဒီချောင်းနဲ့ညာရေးမှုချုပ်ဘယ်သူမှမလာရဲကြတော့ပါဘူးမစပယ်ကိုဒီချောင်းသားကတရားမှာတွေ့တယ်လို့လူပြောများလို့ပါတာရင်းနဲ့ဘူထူးကတော့အရက်လေးဝင်တာနဲ့မကြောက်မလန့်ဒီချောင်းလေးကိုငါများလာကြတာပါတာရင်းတယောက်သူ့ငမြချိတ်ကရုတ်တရက်တစုံတစ်ခုချိန်မိလို့လေးသွားပါတယ်သူကငါမိပြီအထင်နဲ့ပျော်သွားတယ်သူ့ငမြရန်ကလေးလာတော့သူကငါးများမိပြီလားအထင်နဲ့ပျော်သွားတာပါငမြချိတ်ကဆွဲလို့မရလို့နှစ်ယောက်သားချောင်းလေးကိုကြည့်လိုက်တဲ့အခါမှာတော့မစပယ်ကိုရှေ့ထဲမှာတွေးလိုက်ရတာမို့နှစ်ယောက်သားကြောက်လန့်ပြီးတော့ထွက်ပြေးပါတော့တယ်အဲ့ဒီနေ့ကစလို့ရွာထဲမှာမစပယ်သေးချောက်တဲ့အကြောင်းကပုံမလူပြောများလာတာမို့မိုးချုပ်တာနဲ့အဲ့ဒီချောင်းသားကိုဘယ်သူမှမသွားရဲကြတော့ပါဘူးလူတွေကတရက်ထက်တရက်ပိုကြောက်လာကြပေမဲ့အခုဒီတက်သွားတဲ့တရက်ခန့်ကိုတော့မမိသေးပါဘူးတက်တရက်ခန့်ကိုလည်းကြောက်ရတဲရဲကိုလည်းကြောက်ရမို့ဒီပါလေးမှာလူတွေကအရင်ကလူမပြောရှင်ကြတော့ပါဘူးရဲအုပ်ကတက်သွားတဲ့တရက်ခန့်ဟာမစပယ်မသိခင်ကလိုင်းနောက်ရှက်ဖို့ရဲ့ဇေယျဆိုတဲ့ရွာသားတယောက်ကိုမတင်ငါဖြစ်လို့စောင့်ကြည့်နေတာပါအခုဇေယျကမစပယ်တည်ဆုံသွားတဲ့နေရာကိုအလောတကြီးလာနေတာကိုတွေ့တော့မတင်ငါနဲ့ဖမ်းလိုက်ပါတယ်မင်းဒီနေရာကိုဘာလို့တယောက်ထဲလာရတာလဲသူမေးလိုက်တဲ့အခါဇော်ကြီးကသူ့ကိုဒီနေရာခေါ်ထားလို့လာကြောင်ပြောလိုက်ပါတယ်အဲ့လိုပြောနေတော့မှပဲကိုဇော်ကြီးကရောက်လာပါတယ်ရဲအုပ်ကလည်းသူတို့နှစ်ယောက်ကဘာကြောင့်ဒီနေရာကိုချိန်တာလဲဆိုတာမေးလိုက်ပါတယ်ကိုဇော်ကြီးကဒီလိုပြောပါတယ်ကျွန်တော်ကိုကောင်းမြတ်ကဇေယျကိုဒီနားလာအောင်ခေါ်ခိုင်းလို့ခေါ်ရတာပါကိုဇော်ကြီးအဲ့လိုပြောနေတော့မှပဲကိုကောင်းမြတ်ကရောက်လာပြီးတော့ဇေယျရဲ့လေပင်ကိုညှစ်ပါတယ်ဇေယျကလည်းအတင်းရုံးကန်ပြီးတော့မင်းမိမသေးတာငါနဲ့ဘာမှမဆိုင်ဘူးကွာမင်းမိမသေးတော့ငါမှရွာမှာမရှိတာဖဲကြီးတွေမပေးနိုင်လို့ရှောင်နေတာကွာဘလို့ပဲဇေယျကပြောစီကမူကောင်းမြတ်ကလေပင်ကိုညှစ်ကမလွတ်တာကြောင့်ရဲအုပ်နဲ့ကိုဇော်ကြီးကဝင်ဆွဲရပါတယ်ကောင်းမြတ်ကိုစိတ်လျှော့ဖို့ပြောနေတော့မှပဲအတန်တန်ထွက်လာပါတယ်အဲ့ဒီအတန်ကမစပယ်ရဲ့အတန်မှာအတန်လာရတရားပေါ်စီကိုကြီးလိုက်တဲ့အခါမှာတော့မစပယ်ကတရားပေါ်မှာထိုင်နေနေတာ၄ယောက်စလုံးတွေ့လိုက်ကြရပါတယ်အားလုံးလည်းအံ့ဩနေချိန်မှာတရားပေါ်ကိုကောင်းမြတ်တယောက်မိမကိုတွေ့စင်စုံနေပြေးသွားပေမယ့်အနီးနားကိုရောက်တဲ့အခါမှာတော့ဘယ်သူမှရှိမနေတော့ပါဘူးဝမ်းနဲ့ပလက်နဲ့ကောင်းမြတ်တယောက်တရားပေါ်မှာပဲငိုချလိုက်ပါတော့တယ်ကောင်းမြတ်ရဲ့ပုံစံကိုတွေ့ရတဲ့အခါမှာတော့ရဲအုံနဲ့ရွာသားနှစ်ယောက်လည်းကောင်းမြတ်ကိုအရန်တနာသွားကြပါတယ်ဒါနဲ့ရဲအုပ်လေဒီအမှုကိုရအောင်ဖော်မယ်လို့စိတ်ဆုံးဖြတ်လိုက်ပါတယ်။ရဲအုပ်ကကောင်းမြတ်ကိုအိမ်လိုက်ပို့ပေမဲ့ကောင်းမြတ်တယောက်ဘာစကားမှမပြောဘဲတယောက်တည်းကြည်ကွဲနေပါတယ်။ဒါနဲ့ကောင်းမြတ်ပြေဦးကျော်တောင်းစီကိုသွားပြီးတော့အမှုနဲ့ပတ်သက်ပြီးတော့သဲလွန်စာရလို့ရညာနောက်တစ်ချိန်ထပ်မိပါတယ်။ဦးကျော်တောင်းကလေပထမအချိန်ပြောခဲ့တဲ့အတိုင်းပြန်ပြောတာမို့ဘာသဲလွန်စာမှမရတော့လို့နှုတ်ဆက်ပြီးတော့ပြန်ဖို့လုပ်ပါတယ်။ကောင်းမြတ်ကတော့ရဲအုပ်ကိုလည်းနှုတ်မဆက်နိုင်မင်းငူငူကြီးထိုင်နေပါတယ်။ဦးကျော်တောင်မျက်နှာကတော့တစုံတစ်ခုခုကိုလှုပ်ဝက်ထားတဲ့ပုံစံနဲ့ရဲအုပ်ပြန်ကိုငေးကြည့်နေပါတယ်။ရဲအုပ်လည်းပြန်တဲ့လမ်းတစ်လျှောက်မှာတခုခုတော့လွဲနေပြီလို့ခံစားရပါတယ်။ဘာလွဲနေမှာတော့သူကိုယ်တိုင်လည်းမသိပါဘူး။ဦးကျော်တောင်ကတတ်လိုက်တာများလား။ကိုချွေးမကိုမတင်းကျင်တတ်ဖို့ဆိုတာဘလို့လို့ဖြစ်နိုင်မှာလဲ။မတင်မကျရဲအုပ်စိတ်ထဲဖြစ်နေတော့မှပဲရှေ့မှာမိန်းကလေးတယောက်လက်နှစ်ဖက်ကိုအုပ်ပြီးတော့ထိုင်ငုံနေပါတယ်။ဒါနဲ့ရဲအုပ်လည်းမိန်းကလေးကိုကူညီဖို့အနာကတူရင်မေးလိုက်ပါတယ်။ကောင်းပါလေအဆင်ပြေရဲ့လားဘာဖြစ်နေရလဲအဲ့လိုမေးလိုက်တဲ့အချိန်မှာပဲမစပယ်ရဲ့ဝင်းကရဲအုပ်ခန္ဓာကိုယ်ကိုဝင်ပူးသွားပါတော့တယ်မစပယ်ဝင်းရင်နဲ့ရဲအုပ်ကဥကျော်တောင်စီထပ်သွားပါတယ်အဲ့ဒီအချိန်မှာဥကျော်တောင်ကမြေချင်းတူးနေပါတယ်မစပယ်ဝင်ပူးနေတဲ့ရဲအုပ်ကဥကျော်တောင်မြေချင်းတူးနေတဲ့နားကိုကတ်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဥကျော်တောင်လေးရဲအုပ်ကိုမြင်သွားပြီးတော့ဘာဖြစ်လို့ပြန်လာတာလဲလို့မေးလိုက်ပါတယ်အခုတော့နေငါ့ကိုမမှတ်မိတော့ဘူးပေါ့နင့်ကိုပြန်လာတတ်တာအဖိုးကြီးလို့ပြောပြီးတော့ဦးကျော်တောင်ကိုခေါ်အုပ်ပြီးလေပင်ကိုညှစ်ပိုင်းဦးကျော်တောင်လေဘာတွေဖြစ်နေမှနားမလည်နိုင်အောင်ဖြစ်နေတော့မှာပဲလေပင်ညှစ်ခံရလို့အော်ဟစ်နေပါတယ်ကိုကောင်းမြတ်ကလေအော်ဟစ်တန်တွေကြားလို့အောက်ကိုဆင်းလာကြည့်ပါတယ်ရဲအုပ်ကသူ့ဖေကိုလေပင်ညှစ်နေတာတွေ့လို့ဝင်ရောက်ပြန်ပြေးဖို့လုပ်ပါတယ်မစပယ်ဝင်းညင်နဲ့ရဲအုပ်ကကောင်းမြတ်ကိုမြင်သွားတဲ့အခါမှာဒေါသကြီးရောသွားပြီးတော့ဝမ်းနေသွားပြီးတော့ကောင်းမြတ်ရဲ့ပါးလေးကိုကိုင်းကဖြစ်ချောင်းကုံစင်ကိုပြောပြပါတော့တယ်အဲ့ဒီနေ့ည6 နာရီခွဲလောက်ကမစပယ်တယောက်ရွာထဲကနေအိမ်ကိုပြန်လာပါတယ်။ဦးကျော်တောင်ကအရက်တောက်နေချိန်ဖြစ်တာကြောင့်ချွေးမဖြစ်သူကိုရစ်ပါတယ်။ဒီအချိန်ကြီးထိရွာထဲမှာဘာတွေလုပ်နေရလဲဆိုပြီးတော့မစပယ်ကိုစူပါတယ်။
မစပယ်လေးဂျမ်းမုံတို့အိမ်မှာထမင်းကျွေးနေလို့ကြာသွားတဲ့အကြောင်းပြောပြီးတော့သူမခန်းတွေကိုဝင်သွားခဲ့ပါတယ်။ချွေးမဖြစ်သူရဲ့အလှပကြော်ရှင်းတဲ့မျက်နှာဖွင့်ထွားမိုးမောက်နေတဲ့ကျင်သားတင်သားတွေကိုကြည့်ပြီးတော့လူမမသိအောင်မူးနေတဲ့ဦးကျော်တောင်တယောက်ကတော့ရှမတ်တနာစိတ်တွေထိမ့်မရအောင်ငယ်လေးရောက်လာခဲ့ပါတော့တယ်။အဲဒီနောက်မှာပဲဦးကျော်တောင်ဟာချွေးမဖြစ်သူနောက်ကိုထသွားပြီးတော့အနောက်ကနေတိုင်းဖက်ထားလိုက်ပါတယ်။ရှင်ဒါဘာလုပ်တာလဲ။ဦးလေးရဲ့စိတ်ဆန္ဒတွေကိုဒီတစ်ခါတော့ဖြည့်ဆည်းပေးပါကွယ်။ဦးလေးဘသူ့ကိုမှမပြောပါဘူးနော်။ရှင်လူကမွေးထားတာမှဟုတ်ရဲ့လား။ကျမကရှင်သာအရင်ရဲ့မိမဆိုတာမေ့နေပြီလား။ခွေးချင်းကြမ်းနေသူကြီး။မစပယ်ဟာပြောဆူဆူနဲ့ဦးကျော်တောင်ရဲ့ပါးကိုဖျန်းကနေမိအောင်ရိုက်လိုက်ပါတော့တယ်။ပါးရိုက်ခံလိုက်ရလို့ဒေါသထွက်သွားတဲ့ဦးကျော်တောင်လေးဘာကိုမှစဉ်းစားမနေတော့ပဲတောင်းလက်ဆအရက်ပလင်းနဲ့ချွေးမဖြစ်သူကိုရိုက်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဦးကျော်တောင်လေးတတိလိမင်းမျိုးနေတဲ့ချွေးမဖြစ်သူကိုတရိတ်ဆန်တကောင်လိုစိတ်ရှိတိုင်းအရမပြုတ်ကျင်ပြီးတဲ့နောက်မှာတော့ရှော့ထိတ်ကချောင်းလေးကိုပြစ်ချပြီးတော့တက်ပစ်လိုက်ပါတယ်။အချောင်းစုံကိုတီးသွားတဲ့ကောင်းမြတ်တယောက်ကတော့အံ့ဩမှုဝမ်းနည်းမှုမယုံကြည်နိုင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။မစပယ်ဝင်းညင်နဲ့ရင်အုပ်ကသူ့ယောက်ျားကိုအချောင်းစုံပြောပြငိုနေချိန်မှာပဲဦးကျော်တောင်တယောက်ကအနားရှိကော်ပြားကိုယူပြီးတော့ရဲအုပ်ကိုရောသူ့သားကိုရောနှုတ်ပိတ်တက်ပစ်ဖို့အတွက်ကော်ပြားကိုချိန်ရွယ်လိုက်ပါတယ်။ရဲအုပ်လည်းတတိပြန်ဝင်လာခဲ့ပြီးတော့အဲ့လူတွေမလုပ်ပဲအဖမ်းခံမှုနားချပါတယ်။ဦးကျော်တောင်ကိုဘလို့ပင်နားချပါစေနားမထောင်မေးကော်ပြားနေတာရန်လိုနေပါတယ်။သူကတော့အဖမ်းမခံနိုင်တာမို့သူ့အကြောင်းသိသွားတဲ့သူ့သားကိုရဲအုပ်ကိုရောတက်ပစ်ဖို့ဦးကျော်တောင်စိတ်ကူပါတယ်။အဖေဒီလူတွေမလုပ်ပါနဲ့အဖမ်းခံလိုက်ပါ။ကောင်းမြတ်ကတော့သူ့အဖေကိုနားချပါတယ်။အဲ့ဒီအချိန်မှာပဲမစပယ်ဝင်းကြီးဟာသူတို့ရဲ့အနားမှာပေါ်လာခဲ့ပြီးဦးကျော်တောင်ကိုမြေကြီးချင်းထဲကိုတွင်းချလိုက်ပါတယ်။ကျင်းထဲပြုတ်ကျတဲ့ဦးကျော်တောင်ကသူ့ရဲ့လက်ထဲကကော်ပြားကအပေါ်ကိုလန့်စင်မြောက်တက်သွားပြီးတော့သူ့ရဲ့ဘိုက်ပေါ်ကိုပြုတ်ကျစိုက်ဝင်ကနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားပါတယ်။အဲဒီနောက်ပိုင်းမှာတော့ကောင်းမြတ်ဟာမိမဖြစ်သူကိုတတိယလွန်စစ်တဲ့စိတ်တွေနဲ့မစပယ်အတွက်ဇေဒီလေးတစုတီးပေးခဲ့ပါတယ်။ကိုကောင်းမြတ်နဲ့မစပယ်တို့ရဲ့ဇလန်လေးကိုတော့ယနေ့တိုင်အောင်ထိုဒေသကလူတွေရဲ့ပါဇက်ပြားမှာတနာကိန်းနာသက်စွာပြောဆိုနေကြတော့မှာပဲဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအချိန်ပေးပြီးတော့နောက်ဆက်ခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ပါတယ် channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးခဲ့ကြပါအောင်ရှင်ကျွန်မကတော့တင်ဆက်သူစုပါ